လိုက်ပါမချစ်ပါလေဒီမှာအကြီးတဘူးဒီမှာခဏကိုယ်တိုင်လှုပ်ထားတဲ့အသေးလေးနှစ်ဘူးထောက်မှာဖြစ်ပါလေအေးတော့ဟန်နာဒီအသေးလေးဒီမှာရတော့အရင်ကပါတာအရင်ကကြတော့ဒီမှာစာအုံးကြီးပြန်တော့အပူးလို့ရဘာလို့ပြန်တော့ဒီခင်းရောင်လေးအမဲလေးရအပြာရောင်အရင်ရပါလေတော့ဖောက်မယ်တယ်ပါတယ်လေအိုးခက်ခဲကိုဒါလေးရနေကွယ်ဝိုင်းဟိနေကွယ်ဝိုင်းနင်းတော့တိတ်နေပြန်ကြတယ်နော်ဆိုတော့ဒါလေးရတဲ့လောက်တော့ကတ်ထားလိုက်နေတော့ဆိုပြီးတော့ဒါတော့ခဲတယ်လေနောက်ခုရှိပြီရှိပြီအဲ့ဒါeraser လား eraser လားအိုးဟုတ်တယ် eraser ဒါလာဘူး eraser ဒီရမ်းပြလိုက်ကြနော်ဒီကပါလိမ့်မယ်ဒါတော့ squishyလားဟာဘာလေးပေါ့ဝါ eraser ကြတော့ eraser ကိုကြည့်ပြီးပြောရတာအဲ့ဒါခင်းရောင်လေးပေါ့သွားခင်းရောင်ပေါ့သွားအဲ့ဒါဒီချက်ပါမယ်ဒီမှာဒီခါလာလေးဖောက်မယ်နော်အသေးလေးရမှာဒီမှာလာလုံးရကြီးလေးဖောက်ဆိုတော့ဒါလေးဖောက်မယ်ပေါ့နော်ဒါလေးကကျတော့အရောင်းဘယ်နှရောင်ပါ3ရောင်ပါမာဒီမှာ2ရောင်ဒီနားမှာမကြည့်မလို့လားဒါလေးကလိုက်အောင်ဆိုတော့ဟဲ့နာဗလီပေါက်ချင်တယ်ဆိုဒီအပြာရောင်လေးပေါက်ချင်ဒါတော့ခဲဒါခင်ဒါအပြာဒါတို့အဖြူအပြာရောင်လေးပေါက်ချင်စောဖောက်နော်ဝါဘာလေးလဲဟာအဖြူကြီးဟုတ်ခင်းရောင်လေးပါအဖြူကြီးဟာဖြူကြီးပေါ့ဝါကြိုက်ဒီဘက်မှာထားလိုက်တော့စကွရှိဒီဘက်မှာပြီး next song stick လာလို့ next time မယုံမရအောင်လေဒါတော့အစင်းအောင်ဒါကျတော့ခင်းရဒါကျတော့အဝါရမြင်ဒီဘက်မှာပါဒါတော့ gray အနက်ရဒါတော့ secret သက်ဖောက်ကြည့်ကြနော်အဝါလေးပေါက်ချင်တယ်ဒါဝါလာပလိုက်မောက်လားဟာဒါဝါလာအဲ့ဒါလေးလေဟဲ့ဒါပန်းလေးလေဟုတ်ဝါလေးရနာတစ်ချက်ဝါလာအဝါလေးပေါက်တာနောက်တစ်ခုပါသေးလားပါသေးဝါလာနှစ်ခုရနော်လိုင်းမဖောက်တဲ့ထဲရထားခဲ့ဟာရမယ်Yo, agak cunik di mana? Hai na video ni, sound dia, jadi mana? Bye bye.